ဖုန်းမြင်တဲ့တက်မဲ့သူတွေမဖြစ်မနေတည်တည်နဲ့အချက်သုံးချက်ကိုပြပြမယ်နောက်ပြီးတော့တင်းနဲ့ကာလာပြီးသွားတဲ့အချိန်မှာရောပညာတက်မြောက်နိုင်လားဒါတွေကိုဗီဒီယိုထဲမှာထည့်သွင်းပြပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအချက်ကတော့ fake class ပေါ့နော် fake class ဆိုတာကျွန်တော်တို့ဒီ service တင်တဲ့အတွေ့အကြုံမရှိသေးဘဲနဲ့ဒါတင်တန်းဖွင့်တာတင်တန်းသားခေါ်ပါတော့တင်တန်းဖွင့်လာတာဘယ်နှလားရှိပြီလဲဒါမှမဟုတ်ဘယ်နှစ်ရှိပြီလဲအဓိက trainer ရော experience ဘယ်လောက်ရှိသွားပြီလဲပေါ့နော်သူအတွေ့အကြုံဆိုရင်ဒါ trainer တယောက်အနေနဲ့ရှင်းရှင်းချိတိုက်တယ်ဒါအရေးချင်းကြီးဆိုတော့ရှိတင်တာပါဗျာကျွန်တော်ဒုတိယမြောက်ကတော့ certificate ကိစ္စပေါ့နော်အဲဒီ certificate ကိစ္စကျွန်တော်တင်တန်းကာလာပေါ်မှာအများကြီးမူတည်တယ်ဥပမာတင်တန်းကာလာကကျွန်တော်6လပဲထားပေါ့နော်တင်တန်းကာလာ6လဆိုရင်ဒါဥပမာစာတွေ့က9လပေါ့နော်တင်တန်းဒီလက်တွေ့က4လဆိုရင်ဒါမဖြစ်တင်ဘူးဗျာပြောတာစာတွေ့ရအဲ့လောက်ကြီးအရေးမကြီးမို့အရေးကြီးဥမာစာတွေ့ဒါ4လပေါ့နော်တင်တန်းကာလာ6လမှာစာတွေ့4လကျွန်တော်တို့ဒီ list skill ပေါ့နော် hand skill ကကျွန်တော်9လလောက်ဆိုတာလုံလောက်တယ်ပေါ့နော်တင်တန်းဘာလို့လဲဆိုတော့အဓိကဒီ hand skill ကပို့ပြီးတော့အရေးကြီးရပေါ့နော်ဖုံးမြင်တဲ့နေရာမှာပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ hand skill ဘက်ကိုအချိန်ပေးတဲ့တင်တန်းရတာပို့ပြီးတော့ဒါကောင်းတယ်ပေါ့နော်နောက်ဆုံးချက်ကတော့ကျွန်တော်တို့ဒီဘယ်နှလားအပြတ်ပေါ့နော်ဘယ်နှလားအပြတ်နဲ့အပြီးတက်မယ်လို့သိရမလားအဲ့လိုမျိုးတင်တန်းနေကြတော့လုံးဝကိုဂျင်းမှန်းသိတာဗျာဘာလို့လဲဆိုတော့ဒီပညာရေးတစ်ခုကဗျာဘယ်ပညာပဲလေ့လာပညာရေးတစ်ခုကကျွန်တော်တို့ဒီလာပိုင်းလောက်နဲ့တက်သွားပညာရေးဆိုတာဗျာမရှိဘူးဗျာအဓိကအခြေခံပဲဗျာကျွန်တော်ဒီဖုံးစားပဲဆိုတာလဲတတ်မှတ်ထားတဲ့လားဆိုအခြေခံပဲအဲ့တော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ကသင်ယူလေ့လာနေရတာဗျာအဲ့လိုမျိုးဘယ်လောက်နဲ့အပြီးတက်မယ်သိရမလားအဲ့တော့အချိန်သတ်မှတ်ပြီးတော့အချိန်သတ်မှတ်ချက်တစ်ခုပြီးတဲ့သင်တန်းမျိုးတွေကြောင့်မတက်တင်ဘူးဗျာကျွန်တော်တို့ကအချိန်ရောငွေရောကုန်နေပေါ့နော်အဓိကပေါ့နော်အခုမှ